အားလုံးပဲမင်္ဂလာပါကာလာပေါင်တာရေးထားတာလေးကိုပြပေးခြင်းလို့ပါခုမြင်နေရတာကတော့ကာလာပေါင်တာမှုန့်တွေပေါ့နော်ဒီပကြီးမှာ black and white နဲ့ကာလာနဲ့ဆိုပြီးတော့ရေဘူးအဖြစ်ရေးကြတယ်ပေါ့နော်ကာလာမှာကာလာပေါင်တာရှိမယ်ကာလာပန်ဆယ်အားရှိမယ်ပြီးရင်ရေသေးစီသေးအခိုင်းလေး soft pastel hard pastel ပြီးရင် water color တို့ဘောပန်နဲ့ရေးရတဲ့ဘောပန်အားတို့ဆိုပြီးတော့ကာလာရေးလို့ရတဲ့မီဒီယမ်တွေအသီးသီးရှိတယ်ပေါ့နော်အခုမဆုရေးထားတာကတော့ကာလာပေါင်တာနဲ့ရေးထားတာပေါ့နော်ကာလာပေါင်တာဆိုတာရောင်းသုံးကာလာအမှုံလေးတွေပေါ့အဲ့ဒီဟာလေးတွေကိုပေါင်းဆက်ပြီးတော့ပကြီးကားတကဖန်နေတာပေါ့နော်မဆုပုံမှန်ရေးနေကြကတော့ဒီခဲမုံနဲ့ပေါ့နော်ခဲမုံနဲ့ black and white ပကြီးကားတွေပဲများသောအားဖြင့်ရေးပြတယ်ပေါ့ပြီးရင်ကာလာပန်ဆယ်ရေးပြတယ်အခုကတော့မတူညီတဲ့မီဒီယမ်လေးကိုသုံးကြည့်ခြင်းလို့ကာလာပေါင်တာကိုရွေးချယ်ပြီးတော့ရေးတာပေါ့နော်ကာလာပေါင်တာကတော့ဒီခဲမုံနဲ့အတူတူပဲပေါ့နော်ခဲမုံလိုမျိုးရောင်စုံအမှုံလေးတွေပေါ့သူကကာလာလေးတွေနဲ့တပူးချင်းတီလာတယ်ပေါ့နော်ကာလာပေါင်တာရေးရတာလည်းမလွယ်ဘူးပေါ့နော်အတွေ့အကြုံတွေလည်းအများကြီးရတယ်ပြီးရင်သူကဒီထားမဲ့အချက်တွေလည်းအများကြီးရှိတယ်ပေါ့black and white ကတော့ဒီခဲမုံအနက်ရောင်တစ်မျိုးတွေကိုသုံးပြီးရေးတာပေါ့နော်ဒီကကြတော့ကာလာတွေဆက်ပြီးတော့မျက်နှာ skin tone တွေပြီးရင်အဝတ်ထည်တွေစပင်ရစားပေါ့အဲ့လိုမျိုးကာလာလေးတွေဆက်ပြီးရေးရတော့ဒီရိုးရိုး black and white ရေးတာထက်စာရင်သူကအချိန်နည်းနည်းလေးပိုပေးရတယ်ပြီးရင်ပိုပြီးတော့လည်း view ဆက်ရတယ်ပေါ့နော်ဒီကာလာပေါင်တာရေးရတာလဲသူရတာနဲ့သူကောင်းတယ်ပေါ့နော်မကြိုက်တဲ့အထဲမှာတော့မပါဘူးပြီးရင်သူကခဲမုံနဲ့သဘောတရားချင်းလဲတူတော့ရေးရတာနဲ့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ကိုနဲ့လည်းအရင်ကြီးမဆိုင်ဘူးပေါ့စကင်တုံးတွေပါရေးရင်တော့နည်းနည်းလေးဂယူးဆိုင်ရတာပို့ပြီးတော့လေစကင်တုံးတွေကြတော့ဒီကာလာပေါင်တာမှမဟုတ်ဘူးဒီခဲပကြီးရေးမယ်ဆိုရင်လည်းသူကအထီးခိုက်မခံတဲ့အတွက်ပို့ပြီးတော့ဂယူးဆိုင်ရပါတယ်ဒီပကြီးကားကတော့ထိုင်လန်မှာနေတဲ့ဆရာတော်တစ်ပါးအပ်တဲ့ဆယ်ကားမြောက်ပကြီးကားဖြစ်ပါတယ်ဆရာတော်နဲ့ဆရာတော်ရဲ့တငယ်ချင်းတွေကသူ့ရဲ့ကျောင်းမှာရှိတဲ့ဆရာတွေဆရာမတွေကိုလက်ဆောင်ပေးဖို့အတွက်ဆိုပြီးတော့စုပေါင်းအထားဆယ်ကားပေါ့နော်ဒီကားကဆရာတော်အပ်တဲ့အထဲမှာနောက်ဆုံးရေးပေးဖြစ်တဲ့ပကြီးကားပါခုတော့ထိုင်လန်ကိုရောက်သွားတာကြာပြီပေါ့နော်အဲ့တော့မဆူရဲ့လက်ရောက်ကိုကြိုက်နေသက်ပြီးတော့ရုံကြီးနဲ့ပကြီးကားတွေအများကြီးရက်တဲ့အနေနဲ့ရက customer တို့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်လည်းဆက်ကြိုးစားသွားပါအောင်မယ်လို့ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်နော်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။